မင်္ဂလာပါTikTok ဗီဒီယိုပို့တဲ့အခါမှာကျွန်တော်တို့လူစိတ်ဝင်စားအောင်ကျွန်တော်တို့ edit cover လေးတွေကျွန်တော်တို့စာရေးနည်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Okay TikTok တွေကိုကျွန်တော်တို့ကသွားလိုက်မယ်။ TikTok တွေကိုရောက်ပြီဆိုလို့ကျွန်တော်တို့ဒီမှာအပေါင်းလေးကိုတစ်ချက်နှိပ်မယ်။ခဏလေးနော်။ Okay အပေါင်းလေးကိုတစ်ချက်နှိပ်မယ်ပြီးလို့ကျွန်တော်တို့ထုံးစံနိုင်မဲ့ဗီဒီယိုတင်တဲ့နေရာကိုသွားလိုက်မယ်။ဗီဒီယိုတစ်ပုဒ်ကိုယူလိုက်မယ်။တခြားတီလာတွေမစပ်ပါနဲ့နေပါ။ဗီဒီယိုတစ်ပုဒ်ကိုယူပြီးလို့ကျွန်တော်နှိပ်ကိုနှိပ်မယ်နော်။ပြီးလို့ကျွန်တော်ဒီမှာဒီတိုင်းတမ်းမတင်နဲ့နော်ကျွန်တော်စာရေးပြီးတော့ဒီတိုင်းတမ်းမတင်ပါနဲ့ဒီမှာ edit cover ဆိုတာလေးကိုတစ်ချက်ထောင်းမယ်โอเคဒီမှာမိတ်ဆွေတို့ကြိုက်နေတဲ့ပုံစံရေးလို့ရနော်စာအောင်โอเคကျွန်တော်ဒီကောင်လေးတစ်ချက်ယူလိုက်မယ်ငါးပါးတီလာလုံးအောင်ထင်ငါးပါးတီလာလုံးအောင်ထင်ပါအစားတရားပြန်မိတ်ဆွေတို့တင်မဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကTikTok shop ပစ္စည်း review လုပ်တယ်ဆိုလဲဒါမျိုးလေးလုပ်မယ်နော်။ဒီပစ္စည်းနာမည်ကိုဒီလိုမျိုးလေးလုပ်ပြီးတက်မယ်ဆိုလို့ရှိရင်ဒီမှာကိုထားခြင်းတဲ့နေရာထားလို့ရတယ်။ဒီမှာကြီးလဲရသေးလဲရတယ်။ Okay ဒါဆိုလို့ရှိရင်ဒါလူစိတ်ဝင်စားတယ်နော်။ Okay ဗီဒီယိုဒီ TikTok ဟောတဲ့ဝင်ကြည့်လိုက်တာနဲ့ဒီကောင်လေးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့သိပြီနော်။ Okay ပြီးလို့ရှိရင်ကိုကြိုက်နေတဲ့နေရာထားပြီးဆိုရင်ကျွန်တော်က save နှိပ်လိုက်မယ်။ပြီးလို့ရင်ကျွန်တော်ကဒီမှာစာရေးလို့ရတယ်နော်။ငါးပါးတီလာလုံးအောင်ထိန်းပါဒါကျွန်တော်သဘောတရားပြတာနော်ဒါမိတ်ဆွေတို့တင်မဲ့ဟာကိုတင်လို့ရတယ်ကျွန်တော်ဒီမှာ hashtag ကလေးထည့်မယ်နော်တက်ဆိုင်နေတာဒါကပါကျုပ်ဆရာတော်ကြီးတရားဆိုတော့ကျွန်တော်တရားတော်များပြီးလို့ရှိရင်ကျွန်တော်တို့ပါကျုပ်ဆရာတော်ကြီးပါကျုပ်ဆရာတော်ဖရာကြီးပေါ့နော်စာတီးရဖြင့်ဝင်ရေးပြီးကျွန်တော်တို့ပို့တင်လို့ရတယ်နော်โอเคမိတ်ဆွေတို့လည်းပို့တင်မယ်ဆိုဒီနည်းလေးတိုင်းတင်မယ်နော်โอเคအားလုံးပဲဆင်ပြေကြပါစေဗျာ